ကျေးဇူးတော်ကိုလက်ဆင့်ကမ်းဖို့အစပြုပေးတဲ့သူတွေဖြစ်ပါစေ။နေ့စဉ်ကျမ်းစာထားရှုချက်များကိုဝေမျှပေးနေပါတယ်။မတ်လ18ရက်နေ့အတွက်ပါ။ကြားနာရမယ့်ဧဝံဂေလိကျမ်းစာကတော့ရှင်ယောဟန်အခန်းကြီး9အခန်းငယ်1မှ16အထိဖြစ်ပါတယ်။သခင်ခရစ်တော်ဟာဂျေရုဆလင်မြို့မှာရှိတဲ့ဘက်ဆိုင်ဒါရေကန်နားကိုရောက်ရှိလို့လာပါတယ်။ထိုနေရာမှာခြေလက်မတန်တဲ့သူဖျားနာသူများစွာဟာရေလှုပ်ရှားပြီးတော့တကူလက္ခဏာပြမဲ့အချိန်ကိုစောင့်ဆိုင်းနေကြပါတယ်။ထိုသူတွေကြားထဲမှာ38နှစ်တိုင်မကျန်းမမာဖြစ်နေတဲ့လူတစ်ယောက်လည်းရှိပါတယ်။သခင်ခရစ်တော်ကထိုသူကိုတွေ့တဲ့အခါမှာကျမ်းမာခြင်းသလားလို့မေးခဲ့ပါတယ်။ထိုသူကသူ့ရဲ့အခက်အခဲကိုရှောက်တင်တဲ့အခါမှာသခင်ခရစ်တော်ကထလောတင့်အိယာကိုယူ၍လမ်းလျှောက်လောလို့မိန့်တော်မူတဲ့အခါမှာချက်ချင်းအနာငြိမ့်စေခဲ့ပါတယ်။ထိုနေ့ဟာဥပုံနေ့ဖြစ်နေတဲ့အတွက်ကြောင့်ပါရီဇီဥတွေကတော့ဥပုံနေ့ဖြစ်တဲ့အတွက်ကြောင့်ဥပုံနေ့ရဲ့ဥပဒေကိုကျိုးဖြတ်တယ်ဆိုပြီးတော့အဆိုးမြင်နေကြပါတယ်။ပထမတစ်ချက်အနေနဲ့ထောက်ရှုနိုင်တာကတော့ဘုရားသခင်ကကျေးဇူးတော်တွေကိုပေးဖို့ရန်အတွက်အစပြုတဲ့အကြောင်းကိုထောက်ရှုနိုင်ပါတယ်။ထိုမကျမ်းမာတဲ့သူဟာသခင်ခရစ်တော်ကိုလိုက်မရှာခဲ့ပါဘူး။သူဟာနှစ်ပေါင်းများစွာဝေဒနာခံစားနေရတဲ့အတွက်ကြောင့်မျှော်လင့်ချက်ကင်းမဲ့နေတဲ့သူလည်းဖြစ်ပါတယ်။သခင်ခရစ်တော်ကတော့သူ့ထံကိုရောက်ရှိလာခဲ့ပါတယ်။ဒီအဖြစ်ပြက်လိုပဲဘုရားသခင်ဟာကျွန်တော်တို့စိတ်ထဲကြနေတဲ့အချိန်အားကိုးရမယ့်အချိန်တွေမှာကျွန်တော်တို့ထံကိုအရင်ဦးဆုံးကြွလာတဲ့သူဖြစ်ပါတယ်။ကျွန်တော်တို့ကိုကူညီဖို့ကျွန်တော်တို့ကိုလမ်းပြဖို့ကျွန်တော်တို့ကိုဖေးမဖို့အစဉ်သင့်ရှိနေပါတယ်။ကျွန်တော်တို့ဘုရားသခင်ကိုမြင်တွေ့ရလားဘုရားသခင်ရဲ့ကျေးဇူးတော်တွေကိုလက်ခံနိုင်ရလားဆိုတာကိုယ်စီရွေးချယ်ရမယ့်အပိုင်းဖြစ်ပါတယ်။တစ်ဖက်မှာကတော့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေကိုလက်ဆင့်ကမ်းပေးဖို့ဆိုရင်ကျွန်တော်တို့အဖက်ကခင်ခရစ်တော်ကဲ့သို့အစပြုကြရပါမယ်။ငါရဲ့အကူအညီတွေလိုတဲ့သူတွေငါစီလာမှာပဲဒုက္ခရောက်တဲ့သူတွေငါစီလာမှာပဲလို့ကျွန်တော်တို့နိုင်ဆောင်နေလို့မရပါဘူး။ခရစ်တော်သခင်ကဲ့သို့မိမိဘက်ကစတင်ပြီးတော့ကူညီဖို့ရန်ကြိုးစားကြရမယ်ဆိုတာလဲထောက်ရှုနိုင်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ကျမ်းမာခြင်းသလားလို့သခင်ခရစ်တော်ကထိုသူကိုမေးတဲ့အခါမှာထိုသူကနေပြီးတော့ကျွန်ုပ်ကိုရေကန်တဲသို့ချပေးမဲ့သူမရှိပါလို့အကြောင်းပြချက်ပေးခဲ့ပါတယ်။ထိုနည်းတူပဲကျွန်တော်တို့ကိုယ်စီလည်းပဲအကြောင်းပြချက်တွေပေးလိရှိပါတယ်။ကျွန်တော်ကအားနေလို့ကျမကအမှားတွေရှိလို့ကျွန်ုပ်ကဒုက္ခရောက်နေလို့စသဖြင့်အကြောင်းပြချက်တွေပေးပေမဲ့အကြောင်းပြချက်တွေကိုမိမိရဲ့အဖြစ်အခြေအနေကိုကြည့်ပြီးတော့တုံ့ပြန်လေးရှိပါတယ်။တခုမေ့နေတာကတော့ဘုရားသခင်ရဲ့တကူကျေးဇူးတော်ဖြစ်ပါတယ်။ကျွန်တော်တို့မှာဖြာနဲ့တူတဲ့ဝန်ထုတ်ဝန်ပိုးတွေအများကြီးရှိပါတယ်။ကျွန်တော်တို့ဆင်းရဲပါတယ်။ကျွန်တော်တို့ဖြာနာနေပါတယ်။ကျွန်တော်တို့မတန်ဆွမ်းပါဘူး။ဒုက္ခရောက်နေပါတယ်။ဒါပေမဲ့သခင်ခရစ်တော်ကတော့ထိုအကြောင်းပြချက်ထက်မိမိရဲ့တကူတော်ကိုလက်ခံဖို့မိမိရဲ့ကျေးဇူးတော်ကိုအားကိုးဖို့ရန်အတွက်ကျွန်တော်တို့ကိုမျှော်လင့်နေပါတယ်။ဒါကြောင့်မိမိရဲ့အားနည်းချက်မပြည့်စုံမှုတွေကြားတဲ့ကနေဘုရားသခင်ရဲ့တကူတော်နဲ့ကျွန်တော်တို့ယုံထနိုင်တယ်၊ရှောက်လန်းနိုင်တယ်၊ကြိုးစားနိုင်တယ်ဆိုတာကိုထောက်ရှုနိုင်ပါတယ်။အဲ့ဒါပြီးရင်တော့တတိယတစ်ချက်ဖြစ်တဲ့မကျမ်းမာတဲ့သူကဲ့သို့ကျွန်တော်တို့ထားပြီးတော့လမ်းလျှောက်ကြရပါမယ်။ထလောလမ်းလျှောက်လောလို့သခင်ခရစ်တော်မိန့်တော်မူခြင်းဟာမိမိရဲ့မပြည့်စုံမှုတွေမိမိရဲ့အားနည်းချက်တွေကိုကြည်နေခြင်းထက်ဘုရားရဲ့ကျေးဇူးတော်ကိုမှီခိုပြီးတော့ကျွန်တော်တို့ယုံကန်ကြိုးစားထလှမ်းကြရမယ်ဆိုတာထောက်ရှုနိုင်ပါတယ်။ဘုရားသခင်ပေးထားတဲ့ကျေးဇူးတော်တွေနဲ့ကျွန်တော်တို့ရဲ့ဘဝမှာရဲရဲဝံ့ဝံ့ရှောက်လှမ်းဖို့ယုံကန်ကြိုးစားဖို့ထောက်ရှုကြရမှာဖြစ်ပါတယ်။ဒါကြောင့်အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဘုရားသခင်ကဲ့သို့ကျွန်တော်တို့အစပြုပြီးတော့ကျေးဇူးတော်တွေကိုလက်ဆင့်ကမ်းပေးနိုင်ပါတယ်။ကျွန်တော်တို့ဘက်ကနေပြီးတော့ဘုရားသခင်ရဲ့စကားတော်တွေကိုနားထောင်ပြီးမိမိရဲ့အကြောင်းပြချက်ထက်ဘုရားရဲ့ကျေးဇူးတော်ကိုလက်ခံကာကိုယ်စီဘဝမှာထိုင်နေလို့တော့မရဘူး။ကြိုးစားရုန်းကန်ပြီးတော့ဘုရားရဲ့ကျေးဇူးတော်နဲ့ပေါင်းဆက်ကာမိမိဘဝကိုအောင်မြင်အောင်တိုးတက်အောင်ငြိမ်းချမ်းရေးရအောင်လှုပ်ဆောင်နိုင်တယ်ဆိုတာကိုထောက်ရှုပြီးတော့ဝါရွင်ကာလမှာဘုရားရဲ့ကျေးဇူးတော်တွေနဲ့အတူရှောင်းလန်းနိုင်ကြဖို့ရန်အတွက်ကြိုးစားသွားကြပါစို့။